တခုစီစဉ်ကိုကြည့်ရှုနေသောမိဘပြည်သူမောင်နှမအားလုံးမင်္ဂလာပါရှင်။ကျွန်မကတော့စထာပနာရဲ့ပသိမ်ရုံးမှာတာဝန်ထမ်းဆောင်နေတဲ့မခင်ဝါရွယ်ဖြစ်ပါရဲ့ရှင်။ကျွန်မယခုကျွန်မတို့စထာပနာနဲ့အတူလက်တွဲပြီးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့အသင်းသားများနဲ့ Facebook မိတ်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်။အမရေမင်္ဂလာပါကျွန်မကတော့စထာပနာပသိမ်ရုံးမှာတာဝန်ထမ်းဆောင်နေတဲ့မခင်ဝါရွယ်ဖြစ်ပါတယ်။ကျွန်မဦးဆုံးအမရဲ့အကြောင်းလေးကိုမိတ်ဆက်ပေးပါအောင်နော်။ဟုတ်ကျေးဇူးတင်ပါတယ်ခုလိုလာပြတဲ့အတွက်ဟုတ်ကျွန်မနာမည်ကတော့ဒေါ်ဝင်းမှာဖြစ်ပါတယ်အသက်ကတော့43နှစ်ရှိပါပြီအသိမျိုးနဲ့ဝေရောင်းကြည့်ရမှနေထိုင်ပါတယ်အလုပ်ကိုင်ရတော့ပုံစံလုပ်ငန်းလုပ်ပါတယ်ရှင်စထာပနာရောဘယ်လိုစတင်သိရှိခဲ့ရလဲရှင်ကျမတို့ရွာကိုဘောပြပွဲတွေလာရင်ကျမတို့သိရှိခဲ့ပါတယ်ရှင်စထာပနာကိုဘာကြောင့်လက်တွဲခဲ့ရလဲဆိုတာလည်းပြောပြပြအောင်နော်အမပုံမှန်မှရေးစဖွင့်နေလို့အမရဲ့လက်တွဲခဲ့ပါတယ်အမစထာပနာမှာချင်းခွေထုတ်ထားတာရောဘယ်နှစ်ချိန်လောက်ရှိပြီလဲအမ10ချိန်ရောက်ရှိပါပြီအမရဲ့အခုလက်ရှိမှာရောချင်းခွေဘယ်လောက်ထုတ်ထားလဲအမ50ထုတ်ထားပါတယ်အမလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကလေးကိုအနည်းငယ်လေးပြပြပေးပါအောင်နော်ဟုတ်ကဲ့အမကျမတို့ကုန်စုံကန်ရတော့ပြည်မှာတွားပြီးတော့တင်ရောင်းရပါတယ်ဒီကကျမရက်ွက်နေမှာတော့ဖြန့်ပါတယ်ပေါ့မရဲ့ကျမရက်ွက်သူရက်သားသားတွေကအဆင်ပြေပါတယ်ပေါ့ကျမဝယ်စားလာဆိုင်လေးရောင်းရပါတယ်မရဲ့စထာပနာချင်းခွေရအောင်အမအတွက်ဘယ်လောက်အထောက်အကူပြုပါသလဲရှင်မရဲ့အဖွင့်နေတော့ကတော့ဆိုင်လေးသေးသေးလေးပေါ့နော်အခုကတူးချင်းချင်းွေဆိုတော့ကျမတို့တိုးတက်လာပါတယ်မရဲ့စထာပနာကြီး10နှစ်ပြည့်ထိမဲ့အတွက်အမတ်ရစကားလေးပြောပြပါအောင်နော်စထာပနာဒီ10နှစ်မှစာရေးနှစ်ပေါင်းများစွာတိုင်အောင်တည်တဲ့ခံရပါစေခုလိုဖြေချပြတဲ့အတွက်လည်းကျေးဇူးထူးတင်ပါတယ်လူကြီးမျိုးမိသားစုလည်းစီးပွားရေးဒီထက်မကတိုးတက်အောင်ပြပါစေလို့စထာပနာမိသားစုကဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်